အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီ21ရက်နေ့12လပိုင်းပေါ့နော်ကျွန်တော်ပါဝါဖို့မှာဗာပစ္စည်းလေးတွေရှိမလဲဗာပစ္စည်းတွေအသစ်ရောက်ထားလဲဆိုကျွန်တော် update list လေးကျွန်တော်ပြောပြပါမယ်နော်အဲကျွန်တော် Sunny Solar ရှိမယ် Sunny Solar 48 volt 6.5 kW ဒီကောင်လေးဆိုလို့ချင်းဒါကျွန်တော်တို့48 volt ထဲမှာ6.5ပါမယ်ပေါ့နော် solar panel watt ဆိုလဲကျွန်တော်တို့များများသုံးလို့ရတဲ့ကောင်လေးဒီကောင်လေးရှိမယ်ပြီးတော့ကျွန်တော် Roman ဒီအပိုင်းအရန်ဟော့တဲ့ကောင်လေးပေါ့နော် Roman 6 kW ရှိမယ် less power on 6.2 လဲရှိအောင်မယ်ပြီးလို့ရှိရင် 11 kW 11 kW ရမယ်ပြီးတော့ကျွန်တော်တို့ဒါ hybrid heat sink Brian Cheese 6 kW ဒီကောင်လေးလည်းရှိမယ်ပြီးလို့ရှိရင်ဒီရဲ့12 kW single phase ဒီကောင်လေးရှိမယ်လုံးဝ heat sink hybrid ပေါ့နော် grower 6 kW ရှိမယ် battery တွေကဆိုလို့ရှိရင်ဒီရဲ့ 51.2 volt 100ရှိမယ် Roman လောက်အများကြီးမသုံးနေတဲ့ customer တို့ Roman 100ရှိမယ် Roman 51.2 volt 314 icon လေးလည်းရှိအောင်မှာပေါ့နော်ပြီးလို့ချင်း battery တွေတော့တော်တော်များအစုံရှိမှာကျွန်တော်ဒီမှာ Heavy Dotson 51.2 volt 300 G3 ဒီကောင်လေးရှိမယ် Prime 51.2 volt 300ဒီကောင်လေးလည်းရှိအောင်မှာပြီးတော့ Shut Dotson 51.2 volt 300ပြီးလို့ချင်း Solibo 51.2 volt 300ပြီးတော့လုံးအများကြီးလည်းမသုံးဘူး100ထက်လည်းမများသုံးနေတယ်300လောက်ကြီးထိလည်းမလိုဘူးဆိုတဲ့ချစ်မိတ်ဆွေတွေအတွက်Roman နေပြီးတော့200လေးလည်းရှိမယ် 51.2 volt 200 on 24 volt 3.6 လေးရှိမယ် Roman 24 volt 3.5 ရှိမယ် Roman เนี่ยကျွန်တော်တို့24 volt ထဲမှာ 4.2 လည်းရမယ်เนาะကျွန်တော်ပြီးတော့ Sunny Solar 24 volt 3.5 ရှိမယ်အိမ်သုံးလေးတွေ lighting ထုံးမယ်ပန်ကာသုံးမယ်မိချောင်းလေးတွေဖွင့်မယ် Sun Solar 1.2 ပြီးတော့ Shadow Sun 1.5 ဒါ solar များများထည့်လို့ရ3ချက်ထိရကျွန်တော်ရေဘူးရေးဆက် Alpha ထုတ်တဲ့ကောင်ဒါ Alpha brand တော့တော်တော်များသိရပေါ့နော်ရေဘူးရေးဆက်ပါမယ်ပြီးတော့ဒီကောင်ပိုတာတာကအထက်မှာ water purifier ပါပါတယ်ရှည်တန်းဆက်နဲ့ရေဘူးရေးနှစ်ခုတွဲတာပေါ့နော်ဒါတက်ထားလိုက်မေးစီတို့ရှည်တန်းအတွက်လုံးဝစိတ်ပူစရာမလိုတော့ဘူးပြီးတော့ Sunny Solar 12.8 volt 300လေးရှိမယ် Shadow Sun 12.8 volt 100ရှိမယ် on 25.6 volt 3တက်လေးရှိမယ်ပြီးတော့ကျွန်တော်တို့မှာလူကြိုက်များတဲ့ကတ်တဲပေါ့နော်ကတ်တဲ CD ရဲ့ battery လေးတွေ 25.6 volt 320ရဲ့51.2 volt 320လေးလည်း stop ပြန်ရောက်နေပြီဆိုတဲ့ကြောင့်ကျွန်တော်ဒါပစ္စည်းအစ်စ်လေးရောက်တဲ့ကြောင့်ပြပြပေးတာပေါ့နော်အားလုံးပဲစိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်တို့ရဲ့ page messenger Facebook Viber ဖုန်းနံပါတ်တွေမှာဆက်သွယ်မှာယူဆုံးစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ